အမျိုးသားတစ်ယောက်ဟာသူ့ရဲ့လေနဲ့ပင်လယ်ထဲထွက်သွားခဲ့ပြီးသူပြန်မလာတော့ပါဘူး။ဒါပေမဲ့သူ့ဇနီးကတော့ရဲကိုဆက်သွယ်ဖို့2 ရက်လုံးစောင့်ခဲ့ပါတယ်။အာနာပိုင်တွေကပင်လယ်ထဲကို3 ရက်ကြာရှာဖွေခဲ့ပေမဲ့သူ့ရဲ့ရုပ်လောင်းကိုမတွေ့ဘဲကနူးလေရဲ့ပျက်စီးသွားတဲ့အစိပ်ပိုင်းတွေကိုပဲကမ်းခြေမှာတွေ့ခဲ့ပါတယ်။ရဲတွေကဇနီးကိုစစ်မေးတဲ့အခါသူမပြောထားတဲ့အချိန်ကပင်လယ်အခြေအနေဟာတကယ်တော့အလွန်တည်ငြိမ်နေခဲ့တာကိုမိုးလေဝသမှတ်တမ်းတွေမှာတွေ့ရှိရပါတယ်။အဲ့ဒီအမျိုးသားကလည်းလှေစီးရမှာအတွေ့အကြုံများတဲ့သူဖြစ်လို့မတော်တဆနစ်မြုပ်သေဆုံးနိုင်မဲ့အခြေအနေမရှိသလိုပါပဲ။ထပ်မံစုံစမ်းရမှာတော့သူမရဲ့ဖုန်းမှတ်တမ်းတွေထဲမှာအဲ့ဒီနေ့မနက်ပိုင်းမှာသူမအိမ်နဲ့သူမအလုပ်နေရာကြားဖုန်းခေါ်ဆိုမှု4 ကြိမ်ရှိခဲ့တာကိုတွေ့ရပါတယ်။အခေါင်းမပါတဲ့တင်းချိုင်းခန်းသားနေမှာဇနီးဟာတီတီငိမ့်ငိမ့်နဲ့ဝင်လာခဲ့ပေမဲ့လူစုလူဝေးကိုမြင်တာနဲ့တပြိုင်နက်ချက်ချင်းငိုကြွေးပြီးတုံ့လောက်သွားကဟန်မဆောင်နိုင်တယ်လို့ဖြစ်သွားပါတယ်။ဒါဟာအတုအယောင်တရုပ်ဆောင်မှုလိုပဲတွေ့ရပါတယ်။အမျိုးသားတည်ဆုံပြီးမကြခင်အတွင်းမှာပဲသူမဟာအသက်အာမခံငွေတောင်းခံခဲ့ပြီးခွင့်ပြုချက်ရရှိပြီးဒေါ်လာ2,500,000ကိုလက်ခံရရှိပါတယ်။ထို့နောက်အိမ်ကျွေးကိုချက်ချင်းဆက်ပြီးအိမ်ကိုလည်းရောင်းချလိုက်ပါတယ်။ပြီးတော့ရက်အနည်းငယ်အတွင်းမှာပဲနိုင်ငံခြားသို့ငွေများလွှဲပို့စတင်ခဲ့ပါတယ်။ဒါကြောင့်ရဲတွေကသူမကိုပုံမတန်တရားရှိလာပြီးဖုံးမှတ်တမ်းတွေအာမခံငွေတောင်းခံချိန်တွေသူမရဲ့ငွေကြေးအခြေအနေတွေကိုစစ်ဆေးကြည့်ရမှာသူမဟာဒေါ်လာ6,000ခန့်အကျွေးတင်နေခဲ့တာကိုတွေ့ရှိရပါတယ်။အရာအလုံးကသူမဘက်ကိုညွှန်ပြနေခဲ့ပါတယ်။ရဲတွေကသူမကိုဖမ်းဆီးစစ်မေးဖို့ပြင်ဆင်ပြီးအိမ်ကိုသွားတဲ့အခါမှာတော့သူမမရှိတော့ပါဘူး။နေရလိပ်စာအသစ်မရှိမှတ်စုတစ်ခုမရှိဘာတဲလွန်စာမှမကြံခဲ့ပါဘူး။အချိန်တပြိုင်နက်တည်းမှာပဲ195မိုင်အကွာမှာသူမဟာလေရင်တစည်းပေါ်တက်နေပြီးသူမဘေးမှာတော့အခြားနာမည်နဲ့ passport အသစ်အသုံးပြုထားတဲ့သူမရဲ့ခင်ပွန်းလည်းရှိနေပါတယ်။တကယ်တော့သူမသေးခဲ့ပါဘူး။လွန်ခဲ့တဲ့9 နှစ်တည်းကသူတို့2 ယောက်ဟာအိမ်သားကအိမ်သေးတစ်လုံးမှာနေထိုင်နေပြီးနေရန်အတွင်းရုပ်ဝက်လမ်းကြောင်းတစ်ခုနဲ့ချိတ်ဆက်ထားခဲ့တာပါ။အခုတော့သူတို့2 ယောက်ဟာဒေါ်လာ2,500,000နဲ့အတူပနားမာနိုင်ငံကိုသွားနေကလွတ်လပ်ပြီးပျော်ရွှင်တဲ့ဘဝအသစ်ကိုစတင်ဖို့ပြင်ဆင်နေကြပါပြီ။